မြန်မာရာဇဝင်ထဲကမင်းတုံးမင်းမိန်းမများရာချင်းရဲ့အကြောင်းအရင်မြန်မာရာဇဝင်ကိုပြန်လည်ကြည့်မယ်ဆိုရင်အထူးသဖြင့်မန္တလေးခေတ်အတွင်းမှာအာဏာနိုင်ငံရေးယဉ်ကျေးမှုတွေကတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့အလွန်စိတ်ဝင်စားဖွယ်ကာလတစ်ခုပါဒီကာလထဲမှာအထင်ကရမင်းတစ်ပါးဖြစ်တဲ့မင်းတုံးမင်းဟာသူ့ရဲ့နိုင်ငံရေးပညာဗုဒ္ဓဘာသာအပေါ်ယုံကြည်မှုနဲ့ပြည်သူအပေါ်သဘောထားကောင်းမှုတွေကြောင့်အထူးဂုဏ်ယူခံရသူတူဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ကိုယ်ရေးကိုယ်တာဘဝထဲမှာလူအများကမေးခွန်းထုတ်ကြတဲ့အချက်တစ်ခုရှိပါတယ်။ဘာကြောင့်မင်းတုံးမင်းမှာမိန်းမများစွာရှိခဲ့တာလဲ။ဒီအကြောင်းရင်းတွေကိုနားလည်ဖို့အချိန်ကာလနဲ့စနစ်ကိုအရင်ကြည့်ဖို့လိုပါတယ်။ပထမဆုံးနိုင်ငံရေးအာဏာတည်မြဲရေးအဲ့ဒီခေတ်မှာမင်းတစ်ပါးအတွက်အာဏာတည်မြဲနေဖို့ဆိုတာတဦးတည်းရဲ့အင်အားနဲ့မလုံလောက်ပါဘူးမင်းတုံးမင်းဟာအမျိုးအနွယ်ကွီသွေးဆက်ကွီတွေနဲ့ဆက်နွယ်မှုတိစောက်ဖို့မင်းသမီးများကိုမေဘီယာအဖြစ်ယူခဲ့တာဖြစ်ပါတယ်ဒီလိုလက်ထက်ချင်းတွေဟာချစ်ချင်းမဟုတ်ပဲမဟာဗျူဟာတစ်ခုဖြစ်ပါတယ်ဒုတိယမင်းဆက်တီးတန်းရေးဘရင်တစ်ပါးအတွက်အရေးကြီးဆုံးတာဝန်တစ်ခုကမင်းဆက်ကိုဆက်လက်ထိန်းသိမ်းခြင်းမှာအထူးသဖြင့်ရခင်ခေတ်တွေမှာခလီးတည်ဆုံးမှုနှုံမင်းတာကြောင့်တားတော်များများရှိဟုမိဖုရားများစွာထားခဲ့ကြတာပါ။ဒါကြောင့်မင်းတုံးမင်းရဲ့မိမများစွာရှိခြင်းဟာတစ်ဖက်ကကြည့်ရင်အာနာအာမခံမှုတစ်ခုဖြစ်ပါတယ်။တတိယယဉ်ကျေးမှုနဲ့ရာဇဝင်စနစ်အဲ့ဒီခေတ်မှာမိဖုရားများစွာထားခြင်းဟာမထူးဆန်းတဲ့အရာတစ်ခုပါ။မင်းတစ်ပါးအတွက်မိဖုရားများစွာရှိခြင်းကိုဂုဏ်ယူစရာတစ်ခုလို့သတ်မှတ်ထားပြကြပါတယ်။အထူးသဖြင့်အထက်တန်းမိသားစုများအတွက်မင်းစီတို့သမီးတော်တင်ပို့ခြင်းဟာဂုဏ်သိက္ခာမြင့်မားမှုတစ်ခုဖြစ်ခဲ့ပါတယ်။နောက်ဆုံးကိုရေးကိုတာရွေးချယ်မှုမင်းတုံးမင်းဟာသဘောထားပြုတ်ပြန်းပြီးလူသားဆန်တဲ့မင်းတစ်ပါးဖြစ်ပေမဲ့သူလည်းလူသားတစ်ယောက်ပါပဲ။အချို့မိဖုရားများကိုယ်တိုင်နှစ်သက်မှုကြောင့်လည်းရွေးချယ်ခဲ့တာတွေရှိနိုင်ပါတယ်။ဒါကြောင့်မင်းတုံးမင်းရဲ့မိန်းမများစွာရခြင်းဟာတခုတည်းသောအကြောင်းမဟုတ်ပဲနိုင်ငံရေးမင်းဆက်ယဉ်ကျေးမှုကိုရေးကိုတာဆောလက်အချက်တွေအားလုံးပေါင်းစီပြီးဖြစ်ပေါ်လာတဲ့အဖြစ်တစ်ခုပါဒီနေ့ခေတ်နဲ့ကြည့်ရင်မတူညီတဲ့အရာတစ်ခုလို့ထင်နိုင်ပေမဲ့အဲ့ဒီခေတ်ရဲ့အမြင်နဲ့ဆိုရင်အလွန်တဘာဝကြတဲ့အပြုအမူပါပဲနောက်တစ်ခါရာဇဝင်ကိုကြည့်တဲ့အခါမှာအခုလိုအချိန်နဲ့အခြေအနေကိုနားလည်ပြီးကြည့်ခြင်းကပိုပြီးနှက်စိန်တဲ့အဓိပ္ပာယ်ကိုဖော်ပြပေးနိုင်မှာပါ